ဒီနေ့တော့နှကန်းပုံပါဇက်ပုံဆွဲတဲ့အခါတည်ထားတဲ့အချက်လက်တွေလေ့ကျင့်ခန်းတွေကျွန်တော်အသုံးပြုတဲ့နည်းစနစ်တွေကိုဖော်ပြပေးလိုက်ပါတယ်။ဒါတွေကမိတ်ဆွေရဲ့ပကြီးစွမ်းရည်ကိုတိုးတက်စေဖို့အထောက်အကူပြုပါလိမ့်မယ်။နှကန်းနဲ့ပါဇက်ကိုပုံဆွဲတဲ့အခါအပြင်ပန်းမြင်ုံသာမကပဲသူ့မှာရှိတဲ့ကြွက်သားတိဆောက်ပုံကိုနားလည်ထားဖို့အရေးကြီးပါတယ်။နှကန်းလေးတွေဆွဲတဲ့အခါမှာအခြေခံ line shape ဖြစ်စတင်ပါပေါ်နှကန်းကိုအလယ်မှာဝီပုံစံလေးနဲ့အောက်ဘက်ကိုကွေးနေတဲ့အမြင်အဖြစ်စမြင်ပါအောက်နှကန်းကိုတော့အပေါ်ကွေးနေတဲ့အမြင်အဖြစ်မြင်ပါဒီထားမဲ့အချက်သည်နှကန်းသည်ပြားချက်နေတာမဟုတ်ဘဲနဲ့အလုံးထဲရှိပြီးတော့ကွေးညွတ်တဲ့သဘောရှိပါတယ်ခုဒီပုံမှာဆိုလို့ရှိရင်ကြွက်သားထုအလုံးထဲရှိတဲ့နေရာလေးတွေကိုကျွန်တော်ဆွဲပြပါမယ်လေ့ကျင့်မှုသည်အဓိကတော့ချက်ဖြစ်ပါတယ်ဘယ်ရာမဆိုလေ့ကျင့်မှုကအရေးကြီးဆုံးပါပဲနေ့တိုင်းနိုင်အနည်းငယ်လောက်အချိန်ပေးပြီးတော့လေ့လာပါလေ့ကျင့်ပါကြိုးစားပါလေ့ကျင့်တဲ့အခါမှာလူမျိုးစုံအသက်အရွယ်စုံမျက်နှာမူရာမျိုးစုံနဲ့နှကန်းပုံစံတွေကိုဓာတ်ပုံတွေကနေအများကြီးလိုက်ဆွဲပါကိုယ်နှုတ်ခမ်းကိုမှန်ထဲကနေကြည့်ပြီးတော့လည်းဆွဲလို့ရတယ်နော်မှန်ထဲကနေဓာတ်ရိုက်ကြည့်ဆွဲခြင်းဖြင့်အလင်းမောင်ဒူးတဲ့ကိုနားလည်စေဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်ပြီးတော့ကိုသိတဲ့ကိုနှစ်သက်တဲ့လေးစားအားကြရတဲ့ပကြီးဆရာကြီးတွေပုံတွေကနှကန်းတွေကိုလည်းလိုက်ကြည့်ပြီးတော့လေ့ကျင့်လို့ရပါတယ်နှကန်းရဲ့အပေါ်ဘက်ဘေးဘက်တွေနဲ့အလင်းဘယ်လိုကျတယ်လဲဆိုတာကိုလေ့လာပြီးတော့အရိပ်နဲ့အလင်းကိုဖန်တီးပါနှကန်းရဲ့ဒုတယ်နဲ့အရိပ်နဲ့အလင်းကိုပေါ်လွင်အောင်ဆွဲဖို့လိုအပ်ပါတယ်ပြီးတော့အခုပုံထဲမှာမြားလေးတွေနဲ့ထိုးပြထားတဲ့အတိုင်း line တွေ sketch တွေထည့်တဲ့အခါမှာ direction လေးတွေညီညင်ညာဖြစ်အောင်တသက်ရဖြစ်အောင်တခြားလေးဆွဲဖို့လိုအပ်ပါတယ်ခုဆွဲပြသွားတာကနှကန်းတစ်ခုရဲ့တိဆောက်ပုံဖွဲ့စည်းပုံကိုရိုးရိုးရှင်းရှင်းပုံစံနဲ့ဆွဲပြသွားတာဖြစ်ပါတယ်ခုဆွဲပြမဲ့ပုံလေးကတော့ပို့ပြီးတော့အသေးစိတ်ကြတဲ့ line သဘောတရားတွေပါဝင်လာမှာဖြစ်ပါတယ်ပုံချမ်းတစ်ခုစဆွဲတဲ့အခါမှာအမြဲတမ်းမိန်လေးကနေစပြီးတော့ရေးပါပြီးတော့ပုံတစ်ပုံရဲ့တိဆောက်မှုပုံစံကိုပြပြီးတဲ့အလျားမြင့် downline မြင့် structure line ကိုလည်းသေချာထည့်ပေးဖို့လိုအပ်ပါတယ်ဒီပုံမှာတော့ line weight line variation လို့ခေါ်တဲ့မြင်းချောင်းရဲ့အဖိအဖော်တွေအဓိကပါဝင်မှာဖြစ်ပါတယ်ဒီခန်းရဲ့အပြင်ဘက်အနားသက်မြင်းတွေနဲ့အတွင်းမြင်းတွေကိုဆွဲတဲ့အခါ line ရဲ့အထူပါအနှုတ်ရင်ကိုတတိထားပြီးဆွဲပါပြီးတော့ပိုပြီးနှက်တဲ့နေရာဖိအားများတဲ့နေရာတွေကို line ထူထူလေးဆွဲပြီးပေါ့တဲ့နေရာတွေကို line ပပဆွဲပါခုဆွဲတဲ့နှကန်းရဲ့အပေါ်ဘက်နေရာတွေကအလင်းထိတက်တဲ့နေရာအလင်းပြန်တက်တဲ့နေရာတွေဖြစ်တာကြောင့် line တွေထည့်တဲ့အခါမှာ line ပပလေးတွေထည့်သွင်းအသုံးပြုဖို့လိုအပ်ပါတယ်ဒီခန်းရဲ့အတွင်းပိုင်းနေရာကိုတော့အရိပ်ကျတက်တဲ့နေရာဖြစ်တာမို့လို့ရင်းရင်လေးဆွဲလို့ရပါတယ်ဒီခန်းအောက်ဘက်နေရာတွေကလည်းအရိပ်ကျတက်တဲ့နေရာဖြစ်တာကြောင့် line ထူထူတော့မထူမပအသုံးပြုလို့ရပါတယ်ခုဆွဲမဲ့အကွက်ကလေးတွေကတော့နှကန်းသားဒူးတယ်ပေါ်မှာလင်းပြန်နေတဲ့နေရာလေးတွေကိုပုံဖော်တာပဲဖြစ်ပါတယ်ပြီးရင်တော့အလင်းမောင်သဘောတရားနဲ့ဒူးတယ်တွေပေါ်လင်းစေဖို့ကို line sketch လေးတွေနဲ့ရေးချယ်ပါမှာဖြစ်ပါတယ် line sketch လေးရေးဆွဲတဲ့အခါမှာညီညာဖို့လည်းလိုသလို direction မှန်ဖို့လည်းလိုပါတယ်
ဒီမှာတော့နောက်မှအလင်းဖောက်တာမျိုးမဟုတ်ပဲနဲ့ကျွန်တော်တခါတည်းအလင်းကိုခြံခဲ့လိုက်ပါမယ်ဒီနေရာမှာနှာခမ်းရဲ့ကြက်သားဒူးတယ်နဲ့ခုံအလုံးပေါ်အောင်ကျွန်တော် top line လို့ခေါ်တဲ့မြင်းခွေးလေးတွေကိုအသုံးပြုပါတယ်ပြီးတော့နှာခမ်းရဲ့အောက်ဘက်မှာဂျိုင်းကွက်ကလေးရဲ့မေးစီကြက်သားရဲ့ရှိပါတယ်ခုနောက်ထပ်ဆွဲပြမှာကဘေးတိုက်နှာခမ်းပုံစံမှာရိုးရှင်းတဲ့မြင်းတွေဖြစ်တဲ့မြင်းပြောင်းတွေကိုအသုံးပြုနိုင်ပါတယ်ပေါ်နှာခမ်းရဲ့အလျားကိုနည်းနည်းပိုရှည်ပေးတာပါတယ်ခုဆွဲတဲ့ပုံမှာတော့နှာခမ်းကြွက်သားဒူးတဲ့ရဲ့အပြော့အမှာအသေးစိတ်ကလေးတွေကိုနည်းနည်းပိုဆွဲထားပါတယ်ဘောကပုံကတော့အခြေခံ shape အနေနဲ့ပုံစံတစ်ခုအနေနဲ့ဆွဲပြထားတာဖြစ်ပါတယ်ကဲနောက်တစ်ပုံလေးလာကြည့်အောင်ဒီတစ်ခါတော့သွားနဲ့ပတ်သက်တာလေးတွေရှင်းပြပေးမယ်နောက်တစ်ပုံတက်ဆွဲမယ်ပုံနှစ်ပုံရှင်းပြပါမယ်သွားတွေဆွဲတဲ့အခါမှာအချောင်းလက်ကြီးမဆွဲရပါဘူးအချောင်းလက်ကြီးဆွဲလို့ရှိရင်မလှပါဘူးသွားအချောင်းလက်ကြီးဆွဲတာကိုဘယ်လိုနေရာတွေမှာအသုံးပြုရမလဲဆိုရင် comment မှာဆိုလို့ရှိရင်ဇက်ပိုဇက်ရန်လူချမ်းတွေမှာအသုံးပြုလို့ရပါတယ်ဖုန်းလေးတွေကိုလည်းသေချာဂရုတစိုက်ထည့်သွင်းရေးဆွဲပေးပါဒီလိုအသေးစိတ်ရေးဆွဲခြင်းကပုံကိုပို့ပြီးတော့သဘာဝကျကြည့်လို့ကောင်းစေပါတယ်နောက်ထပ်နေစနစ်ကသွားလေးတွေကိုပို့ပြီးတော့ဖြူဖွေးလှပကြည့်လို့ကောင်းစေတဲ့နေစနစ်ပါခုနောက်တစ်ပုံထပ်ဆွဲပြပါမယ်အလဲစင်တာလိုင်းကိုအရင်ဆွဲပါစောင်းစောင်းအနေထားဖြစ်တဲ့အတွက်အရွယ်အစားတွေကိုဂရုစိုက်ပါလေ့ကျင့်တဲ့အခါမှာရှုထောင့်မျိုးစုံကနေဆွဲကြည့်ပါနှာခမ်းပုံစံမျိုးစုံကိုဓာတ်ပုံ reference တွေကနေကြည့်ပြီးတော့လေ့ကျင့်ပါမတူညီသောလူများရဲ့ကွဲပြားတဲ့နှာခမ်းပုံစံများကိုလေ့လာပါမှတ်သားပါဒါတွေကိုလေ့လာမှတ်သားခြင်းဖြင့်မိတ်ဆွေဆွဲတဲ့ပုံတွေကပို့ပြီးတော့သဘာဝကျပြီးလှပလာပါလိမ့်မယ်အစပိုင်းမှာအရေးအတွက်များများဆွဲပါအသေးစိတ်ထက်ပုံစံနဲ့ဒုတွေကိုအရင်ဆုံးဖန်ဆုပ်နိုင်အောင် sketch တွေများများလေ့ကျင့်ပါပြီးတော့မှင်တော့မဟုတ်ခဲတံအမျိုးမျိုးကိုအသုံးပြုပြီးတော့အလင်းမောင်လေ့ကျင့်ခန်းတွေကိုလည်းလေ့ကျင့်ပါနှခမ်းရဲ့ကြွက်သားဒုတဲ့ပေါ်မှာအလင်းအမောင်ဘယ်လိုကျတယ်လဲဆိုတာကိုခရီးဆိုင်အာရုံစိုက်ပြီးတော့အရေးအမျိုးမျိုးကိုလည်းလေ့ကျင့်ပါမျက်နှာသို့မဟုတ်နှခမ်းရဲ့အထက်အောက်ဘယ်ညာရွေလျားမှုတွေပေါ်မှာအချီအသေးအနီးအဝေးအရွယ်အစားကွာခြားမှုတွေကိုလည်းဂရုစိုက်ပြီးတော့ရေးဆွဲပါရွယ်စားသေးငယ်တဲ့နှခမ်းတွေဆွဲရမှာတော့အသေးစိတ်တွက်ချက်မှုတွေကိုလျှော့ချပြီးတော့ရေးဆွဲလို့ရပါတယ်ဒီပုံမှာတော့နှခမ်းပေါ်ကဝီရှိတ်ကလေးကိုဖြောက်ထားပြီးတော့ရေးဆွဲထားတာပဲဖြစ်ပါတယ်ပုံဆွဲခြင်းရဲ့အခြေခံသဘောတရားတွေပိုင်နိုင်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ style နဲ့ကိုယ်စိတ်ကြိုက်ထွင်ပြီးတော့ရေးဆွဲလို့ရပါတယ်ခုဒါကတော့လေ့ကျင့်ရမယ့်ပုံစံလေးတွေကိုကျွန်တော်ဆွဲပြတာပဲဖြစ်ပါတယ်မင်းကလေးတွေရဲ့နှကမ်းတွေကရေပူရအဖြစ်အမျိုးသားတွေထပ်ပို့ပြီးတော့ပြပေါင်းတက်ပါတယ်ဒီတုတဲ့ကိုပေါ်လွင်အောင်ဆွဲဖို့အရေးကြီးပါတယ်ခန်းတွေရဲ့ကွေးညွတ်တဲ့မျက်နှာပြင်တွေကိုနားလည်ပြီးတော့အလင်းကျတဲ့နေရာအရေးကျတဲ့နေရာတွေကိုတိကျစွာပုံဖော်နိုင်မှုအတွက်လေ့လာဖို့လိုအပ်ပါတယ်မျိုးသမီးတွေရဲ့နှကမ်းတွေဟာချိုးကွေ့ပိုများပြီးတော့ပြတ်သားတဲ့ဒေါင်ကျိုးတွေထက်
နူးညံ့တဲ့မြင်းကွေးတွေနဲ့ပို့ပြီးတော့ဖွဲ့စည်းထားတတ်ပါတယ်နှုတ်ခမ်းအနာသက်တွေကိုဆွဲတဲ့အခါမှာလိုင်းတွေကိုအရန်ပြတ်သားမနေစေဘဲနဲ့နေရာလိုက်ပါလိုက်ထူလိုက်ပျော့လိုက်ဆွဲရပါမယ်အခန်းသားလိုင်းနဲ့အသားရည်စုံတဲ့နေရာကလိုင်းတွေကအခြားနေရာတွေထက်ပိုပြီးပျော့ပြောင်းပြီးတော့မထင်မရှားဖြစ်နိုင်ပါတယ်။ပုံချမ်းဆွဲနေတဲ့အချိန်မှာမြင်းပြောင်းနဲ့မြင်းမာတွေကိုအသုံးပြုနိုင်ပြီးတော့ပုံကြောဆွဲတဲ့အခါမှာတော့မြင်းကွေးတွေနဲ့ပုံမနူးညံ့ပျော့ပြောင်းတဲ့မြင်းတွေကိုအသုံးပြုရမှာဖြစ်ပါတယ်။လောက်ခန်းတွေဟာမျက်နှာအမူအရာတွေကိုလည်းဖော်ပြနိုင်တဲ့အစိတ်ပိုင်းတွေဖြစ်တာကြောင့်ပါးစပ်ပိတ်ခြင်းပါးစပ်ဖွင့်ခြင်းပြီးတော့စကားပြောတဲ့ပုံစံရည်နေတဲ့ပုံစံငိုနေတဲ့ပုံစံတွေနှခမ်းသားကပါးစပ်တစ်ဝိုက်ကကြွက်သားတွေဘယ်လိုပြောင်းလဲသွားသလဲဆိုတာကိုလည်းလေ့လာပြီးတော့လေ့ကျင့်ရမှာပါကျွန်တော်နောက်ဆုံးအနေနဲ့အကြံပေးချင်တာကလေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်ဆောင်ပါကိုဆွဲတဲ့ပုံတွေကိုမကြာခဏပြန်လဲသုံးသပ်ပါမားတွေကနေသင်ခန်းစာယူပါအားလုံးပဲအဆင်ပြေကြပါစေ